Key points for those going abroad for work, studying and living abroad. နိုင်ငံခြားကိုလုပ်ပြထွက်မိသူများပညာသင်သွားမိသူများနဲ့နိုင်ငံခြားမှာနေထိုင်သူများတွေအဓိကသိမှတ်စရာများ Are you planning to go abroad? မင်းနိုင်ငံခြားကိုသွားဖို့စီစဉ်နေတာလား Do you want to go abroad for work or education? မင်းနိုင်ငံခြားကိုသွားချင်တာကအလုပ်နဲ့လားပညာရေးနဲ့လား You will experience hardships abroad that you don't experience in your own country, where you will be able to bear it. ခုနိုင်ငံမှာမခံစားဘူးတဲ့ဆင်းရဲဒုက္ခများကိုနိုင်ငံခြားမှာခံစားရလိမ့်မယ်မင်းခံနိုင်ရရှိပါမလား If you want to go abroad to improve your life, you will have to work hard. မင်းဘဝတိုးတက်ရန်အတွက်နိုင်ငံခြားထွက်မယ်ဆိုရင်မင်းအများကြီးကြိုးစားရလိမ့်မယ် Sometimes doing some realities are completely different. In those cases, you need to be patient. တခါတည်းမှာစိတ်ကူးနဲ့လက်တွေလုံးဝထပ်တူမကြတာလေဖြစ်လာတတ်တယ်အဲ့ခါမှာလည်းမင်းခံနိုင်ရရှိဖို့လိုတယ် The main difficulty for you will probably be the language barrier. မင်းတို့အဓိကခက်ခဲကတော့ဘာသာစကားခက်ခဲဖြစ်နေတယ် If you can overcome all the difficulties, you will achieve success for your efforts. မင်းခက်ခဲအားလုံးကိုရင်ဆိုင်ကျော်ဖြတ်နိုင်ရင်မင်းရဲ့ကြိုးစားအထောက်အမှုတွေအောင်မြင်လာလိမ့်မယ် You need to research online and practice before you go from things you might encounter while abroad. နိုင်ငံခြားမှာရင်ဆိုင်ကြုံတွေ့ရမယ့်အရာတွေအတွက်မသွားခင်ကတည်းက online မှာလေ့ကျင့်ထားဖို့လိုတယ် You need to be able to handle the emotion that will arise. မင်းမှာဖြစ်ပေါ်လာမယ့်စိတ်ခံစားချက်တွေကိုလည်းခံနိုင်ရရှိဖို့လိုတယ် You should connect with agencies to learn the language and skill needs to understand and country you want to visit. မင်းသွားချင်တဲ့နိုင်ငံရဲ့ဘာသာစကားကိုနားလည်ဖို့သိမှတ်စရာအတတ်ပညာများကိုသိယူဖို့အတွက် agency များနဲ့ချိတ်ဆက်လေ့လာထားရမယ် If you can bear the feelings of missing your hometown, missing your family, missing your friends, you may have them. ဇာတိမျိုးကိုလွမ်းတဲ့စိတ်မိသားစုကိုလွမ်းတဲ့စိတ်တငယ်ချင်းများကိုလွမ်းတဲ့စိတ်အဲ့စိတ်ခံစားချက်တွေကိုလည်းခံစားနိုင်ရမယ် The most important things for the change in sleeping and eating times, you have to practice tolerance that first. မင်းတို့အရေးကြီးဆုံးကအိတ်ချိန်နဲ့စားတော့ချိန်ပြောင်းလဲသွားတာပါပဲအဲ့ဒါကိုလည်းခံနိုင်ရရှိဖို့ရည်လေ့ကျင့်ရပါမယ် If you had the desire to study, had the desire to work hard and believe that you can success go abroad. မင်းမှာကြိုးစားပြီးလေ့လာသင်ယူစိတ်ရဲ့ကြိုးစားပြီးလှုပ်လှုပ်ချင်တဲ့စိတ်ရဲ့ငါအောင်မြင်ရမယ်ဆိုယုံကြည်ချက်ရဲ့ရှိရဆိုရင်တော့နိုင်ငံခြားကိုသွားပါ You can stand, you can strike it, you can thrive in your own country. Don't go from any other country. မင်းရက်တည်နိုင်တယ်မင်းသက်ရှင်နိုင်တယ်မင်းကိုမင်းဘဝကိုနဲ့မင်းနိုင်ငံမှာပဲကြီးပွားတိုးတက်အောင်လုပ်နိုင်တယ်ဆိုရင်တော့ဘယ်နိုင်ငံမှမသွားပါနဲ့ Only you know the situation in your own country, but so go abroad to better support your relatives and improve your life. ကိုယ်နိုင်ငံရဲ့အခြေအနေကိုကိုယ်သာလင်အသိဆုံးမှုမိမိဘဝမြင်မှာဖို့ဆွေမျိုးသားချင်းများကိုကောင်းမွန်ထောက်ပံ့နိုင်ဖို့ဆိုပြီးဆုံးဖြတ်ချက်ချထားရဆိုရင်တော့မင်းနိုင်ငံခြားကိုသွားပါ You need to understand how to spend money abroad. Don't buy things you don't need. You need to save money. You also need to be able to support your family. မင်းနိုင်ငံခြားမှာငွေကြေးနဲ့ပတ်သက်ပြီးအသုံးနဲ့အဖြုံနားလည်ရမယ်မလို့အပ်တာတွေကိုမဝယ်နဲ့ပိုက်ဆံစုဖို့လိုတယ် မင်းရဲ့မိသားစုကိုလည်းမင်းထောက်ပံ့ဖို့လိုတယ် ကြည့်ရှုအားပေးမှုတွေကျေးဇူးအများကြီးတင်ပါတယ် Thanks for watching to end